အခုကျွန်တော်ရှင်းပြချင်တာကတော့ဗျာကျွန်တော်တို့ဒီရန်ကုန်တိုင်းဒေသကြီးရဲ့ညီတွေကိုကျွန်တော်တို့လေ့လာမယ်ဆိုလို့ရှိရင်တော့ရင်တော့ကျွန်တော်တို့ဗမာပေါ်ကားရေမှာပါတော့အင်အားကန်ကျွန်တော်တို့ဒီမှာကန်တော်ကြီးဒါတက္ကသိုလ်ရိပ်သာလမ်းဒီကြားတဲ့ဟာရတော့ဒါကျွန်တော်တို့ရွှေတောင်ကြားမှာနေတယ်ရွှေတောင်ကြားမှာနေတယ်ဆိုတဲ့တထီးတွေပေါ့ဒါပေမဲ့တကယ်အခုကျွန်တော်ရှင်းပြမှာလမ်းမတန်း theory ဆိုတော့ကျွန်တော်ရှင်းပြတကယ်တမ်းဒီရွှေတောင်ကြားမှာနေတဲ့လူတွေတထီးတွေမဟုတ်တကယ်တထီးတွေကဘာလဲဟောဒီမှာပြည်လန်းဒီပြည်လန်းဘေးမှာပိုင်တဲ့လူတွေအကုန်လုံးကမြန်မာပြည်ရဲ့အချမ်းသာဆုံးတထီးတွေပဲဒီပြည်လန်းဘေးမှာပိုင်တဲ့လူတွေအကုန်လုံးကဒါမြန်မာပြည်ရဲ့အချမ်းသာဆုံးတထီးတွေပဲအဲ့တော့ဘာလို့လဲဒီပြည်လန်းဒီမြန်မာပြည်ရဲ့အကြီးမားဆုံးလမ်းမတန်းပဲမြန်မာပြည်မှာသူ့ထက်ကြီးတဲ့လမ်းမတန်းမရှိတော့ဘူးပြည်လန်းထက်ကြီးတဲ့လမ်းမတန်းမြန်မာပြည်မှာမရှိတော့ဘူးအဲ့တော့ကျွန်တော်တို့ကဒီရန်ကုန်တိုင်းတိုင်းလုံးမှာလမ်းမတန်းတွေအကုန်လုံးကိုကျွန်တော်တို့လိုက်ပြီးလေ့လာကြမယ်အခုလောလောဆယ်ဒီရန်ကုန်မှာမြေဟော့နေတာဒါမြောက်တကုံပေါ့ဒီမှာကျွန်တော်တို့တောင်ဥက္ကလာကနေဒါကျွန်တော်တို့ဘီလီဒရာကိုဖြတ်မယ်ဘီလီဒရာကိုဖြတ်ရင်33ရက်ကွက်34 35ဒါတွေကအကွက်ထက်တာနဲ့ဝဲမဲကောင်တန်းစီပြီးရှိနေဟာနော်ကောင်းတာတွေက41 42ဒါတွေကအကုန်ကောင်းတယ်40ဒီနေရာတွေမှာအကုန်လုံးကဝိုင်းကြီးမြေသားကြတော့ဒီနေရာရဲ့မြေတွေကရန်ဈေးထောင်တက်လာဒါပေမဲ့လမ်းမတန်း theory ရဆိုရင်ဟိုမှာဥဣဇာရလမ်းတို့ပင်လုံလမ်းအဲ့လမ်းမကြီးပေါ်မှာရှိတဲ့အကွက်တွေတောင်းမမင်းနဲ့တင်း1000ကျော်ကြီးပဲလမ်းမတန်း theory တို့တော့ဒီလမ်းမရဲ့ကြောကတ်တို့ဂုတ်ကွက်ဘာဖြစ်ဖြစ်ဒီလမ်းမရဲ့တကွက်ဝင်သွားတာ ਨੇ ဒီမြောက်တကုံဘလောက်ဈေးတက်ဟောမှာလှိုင်းသားရဒါလှိုင်းသားရနော်လှိုင်းသားရကဈေးမတက်ဘူးအခုချိန်ကြီးဈေးချိုတို့တော့ဒီမှာကြည့်ဒီလမ်းနေညဆက်ကြလမ်းတို့ဘိုးကျော်အောင်ဆန်းလမ်းဒီလမ်းမရန်နေရဲ့ဈေးတွေကမြောက်တကုံနဲ့ပိုပြီးဈေးကြီးတယ်ကျွန်တော်တို့ကမြောက်တကုံမှာဂုတ်ကွက်မှာရင်းနှီးမမြုပ်နိုင်မလဲဒီလိုင်းသားလမ်းမတန်းမှာတော့ဝယ်လို့ရှိရင်အချိန်တူဝင်မဲ့လို့လမ်းမတန်းဈေးကပိုပြီးဈေး3စား4စား5စားတက်တယ်နောက်ဆုံးရောင်းမဲ့လူတော်မရှိဘူးဝယ်ခြင်းတော့ရောင်းမဲ့လူတော်မရှိအဲ့တော့ဒီရန်ကုန်မြို့ area ကြီးကိုကြည့်လိုက်လို့ရှိရင်နော်ဒီမှာကျွန်တော်တို့တောင်ဥက္ကလာဝေဇယန္တာလမ်းမတန်တူးမာလမ်းမတောင်းမမင်းနဲ့ปี20 60ဘယ်လောက်လဲတောင်းမမင်းနဲ့1000ကျော်ကြီးပဲနောက်ဆုံးဒီရန်ကုန်မြို့မြေပုံကြီးကိုတစ်ခုလုံးကိုလေးလာပြီးရင်ရန်ကုန်မြို့မှာလမ်းမတန်း3000 3500 2500ဘယ်နေရာကျန်နေသေးတယ်ကျွန်တော်တို့လေးလာတော့ဟောဒီမှာကြည့်တောင်တကုံစိတ်ကန်းဒီနေရာเนาะဒါကတော့ဟို Google မှာဆိုလို့ရှိရင်ဒီကောင်တန်လွန်လန်းဒါပေမဲ့မြေပုံပေါ်မှာတော့သူခေါ်တာတော့ကွန်အံ့မင်းသားလန်းဆိုဒီလန်းနေပြီးရင်ပဲခူးမြစ်လန်းရွှေလီလန်းဒီနားတစ်ဝိုက်မှာလမ်းမတန်းနေရဈေးကြံနေတယ်ကျွန်တော်ဝယ်ပြီးတော့ရင်းနှီးမြုပ်နှံမယ်ဆိုရင်ဒီလန်းနေရဈေးကြံနေတယ်နောက်တစ်ချက်61ရက်ကိုကြည့်နော်61ရက်ကွက်မှာအခုပေ80 60နှစ်ကွက်တွဲတောင်မှာဝယ်မယ်ဆိုရင်ပါမိတ်မြည်နော်ခိုင်ပါတယ်ဝယ်မယ်ဆိုရင်တော့မှပေ80 60နှစ်ကွက်တွဲတောင်မှ3000ဝန်းရှိသေးတယ်ဒီနေရာဒီ area ဒီတကုံစိတ်ကန်း area ဒီအချိန်မှာရင်းနှီးမြုပ်နှံမယ်ဆိုရင်လိုက်ဝယ်လို့ရသေးတယ်နောက်3နှစ်4နှစ်ဆိုရင်ဝယ်ဖို့မစင်စားတော့နဲ့ဈေးထောင်တက်တော့မယ်ခုလိုလမ်းတန်းကြီးတော့လိုက်ဝယ်မယ်ဆိုဝယ်လို့ရသေးတယ်နော်အဲ့ဒါလေးကိုကျွန်တော်ရှင်းပြချင်တာပါအားလုံးကျေးဇူးပါဗျာ